ရုပ်ရှင်တွေကစူပါဟီးရိုးလိုအစွမ်းတွေကလူတွေမှာမရှိပေမဲ့တိရစ္ဆာန်တွေမှာတော့ရှိနေပါတယ်။အိုင်ယွန်မန်ရဲ့နီးပညာတော့ရဲ့မိုဂျူစွမ်းအားဒါမှမဟုတ်ကပရိန်အမေရိကရဲ့စူပါခွန်အားစတဲ့ရုပ်ရှင်တွေကစူပါဟီးရိုးတွေလိုမျိုးသူတို့ဟာကိုယ်ပိုင်စူပါပါဝါတွေကိုပိုင်ဆိုင်ထားကြပါတယ်။ဒါကြောင့်ဒီနေ့မှာတော့သိပ္ပံဇာတ်လမ်းတွေကလိုစူပါအစွမ်းတွေကိုပိုင်ဆိုင်ထားတဲ့တိရစ္ဆာန်၅ကောင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။နံပါတ်1ကင်းပစွန်ပင်လေရီအောက်မှာဆိုရင်အစွမ်းထက်ဆုံးစူပါဟီးရိုးလို့တင်စားခံရတဲ့ဒီကောင်တွေရဲ့စူပါပါဝါကတော့သူတို့ရဲ့လက်မောင်းရှည်နှစ်ဖက်ကိုတုံးပြီးသားကောင်ကိုအလွန်လျင်မြန်တဲ့နှုတ်နဲ့ထိုးနှက်နိုင်တာပါဒီထိုးနှက်ချက်ဟာကြီးစံရဲ့အရှိန်နဲ့တူပြီးတစ်စက္ကန့်ကိုမီတာ20အထိရိုက်ချက်ပေါင်း90လောက်ထိထိုးနှက်နိုင်ပါတယ်ဒီအရှိန်ကြောင့်